မဲသိန်းမြို့နယ်ဝါတို့ရက်ကွက်ဟောပေါ့မိုးကုတ်ဝိပဿနာဓမ္မရေးတာမှာတီတာကိုွယ်တဲ့ရှေးဟောင်းပြည်သွင်းရုပ်တွေဖြစ်ပါတယ်ဒါရုပ်ကဏ္ဍကုတိတိုက်ကြီးနဲ့တိဆောက်ထားပြီးတော့မြေပေါက်ဖျားစီတီတာကိုွယ်တာဖြစ်ပါတယ်အခုတော့ငလင်မှာကိုလုံးမြေခပြီးတော့အကုန်ပြည့်စည်သွားတဲ့အတွက်ကျွန်တော်တို့မှာရှေးဟောင်းအမွေနဲ့အနေနဲ့တခုမှရကြမရှိတော့အောင်ပြည့်စည်သွားပါတယ်ဗျာအမတန်းမှဝမ်းနေကြကောင်းပါတယ်ဘုံမရလားပေါ်တက်လို့ရလားဘုံကျွန်တော်တို့လည်းစိတ်မကောင်းစွာနဲ့ပဲအကုန်လုံးကိုဖျက်ဆီးပြီးတော့ကျေးဇူးဘုရားကြီးကိုပဲမထိခိုက်အောင်ပြန်ပြီးတော့ဖတ်ဆင်နေရတဲ့အနေအထားဖြစ်ပါလိမ့်ဗျာကျွန်တော်တို့ဗုဒ္ဓဘာသာအတွက်အမတန်းမှဝမ်းနေကြကောင်းတဲ့အဖြစ်ပြကြီးလည်းဖြစ်ပါတယ်ရှေးဟောင်းဝင်နေတွေလည်းအများကြီးပြည့်စည်ခဲ့ပါတယ်ဗျာအဲ့တော့ဘုံကဒီတရားစာပဲနော်ဒီပရိသေတာလည်းကြာသွားခဲ့ပြီလားဒါဆိုလို့ရှိရင်ဒါဘုံကတော့ရှေးအုပ်တွေပေါ့နော်ရှေးအုပ်တွေဒီဟာကဏ္ဍကုတိတိုက်တဲမှာဒီအပေါ်မှာဘုံကထပ်ပြီးတော့ညီပေါင်းစီရှိပြီးသားဘုရားကြီးဆိုပြီးတော့ညီပေါင်းစီတက်ရှိတယ်တင်ပါဗျာအမြင့်ပေါ့နော်ဘာအောက်ရှိတရားဥစ္စာဘုံရဲ့တော့တာအမတန်းမှဝမ်းနေကြကောင်းပါလေဗျာဘုံဒါဆိုတပည့်တော့နှစ်တရာကျော်ဝိုက်ပေါ့ဗျာကြာတော့ကြော်လိုက်နှစ်တရာကျော်သွားတင်ပါပါဗျာ